မိုးရီကိုပေါ်ပြုတ်မှုခဲ့တဲ့ကိစ္စတစ်ခုကြောင့်အကြီးအကျယ်ပွဲဖြစ်နေတဲ့ဝင်းမင်းတန်ပရိသတ်များလုံးပဲမင်္ဂလာပါရှင်ဘောင်မီ celebrity ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဝင်းမင်းတန်ကတစ်ချိန်ကတော့နာမည်ကြီး beauty blogger တယောက်ဖြစ်ပြီးတော့သူ့ရဲ့အသားအရည်ကိုလည်းအမြဲတမ်းနှုတ်ပြလှပအောင်ထိမ့်သိမ်းထားတဲ့သူဖြစ်ပါတယ်ငွေနောက်ကိုလိုက်တက်တဲ့သူမဟုတ်ဘဲနဲ့မကောင်းတဲ့အလားကုန်ပစ္စည်းတွေကိုဘယ်တော့မှကြော်ညာပေးရသူမဟုတ်တာကြောင့်သူညွှန်းတဲ့ပစ္စည်းတွေကိုယုံယုံကြည်ကြည်သုံးကြပါတယ်အသက်အရွယ်က42နှစ်ရှိနေပြီဖြစ်တာကြောင့်အန်တီအရွယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်ဒါပေမဲ့လည်း skin care တွေလုပ်ပြီးတော့လှလှပပနေထိုင်တတ်တာပါဝင်းမင်းတန်းကအမြဲတမ်းနှုတ်ပြအောင်လှပနေပေမဲ့သူ့ထက်အသက်20ခန့်ငယ်တဲ့လူငယ်တွေကသူ့ကိုအန်တီလို့ခေါ်နေရပါတယ်။ဝင်းမင်းတန်းကတော့သူ့အရွယ်ကအန်တီခေါ်ခံရမယ့်အရွယ်မဟုတ်သေးဘူးလို့လက်ခံထားပြီးတော့အန်တီလို့ခေါ်တဲ့သူတွေကတိုးတက်ချင်စိတ်မရှိသူလို့ဆိုပါတယ်။ဒါတင်မကသေးပဲဝင်းမင်းတန်းကအမျိုးသမီးတွေကိုအလားပါအပြင်ဘဝမှာတယောက်တည်းရပ်တည်နိုင်အောင်စိတ်ခွန်အားတွေကိုလည်းပေးတတ်ပါတယ်။အများစုကလေးစားရတဲ့ဝင်းမင်းတန်းကအခုတော့မိုးရီကိုနဲ့တွေ့တဲ့ချိန်မှာအငုံစိတ်တွေပေါ်လာလို့ပွဲဖြစ်နေပါတယ်။အင်တာဗျူးတစ်ခုမှာဝင်းမင်းတန်းကမိုးရီကိုဘေးနားမှာထားပြီးတော့ဆက်ဆံခဲ့တဲ့ပုံစံတစ်ခုကြောင့်လူပြောများပြီးတော့ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။မိုးရီကိုနဲ့ဝင်းမင်းတန်းကအသက်အရွယ်မတိမ်မယိမ်ဖြစ်ပေမဲ့လည်းမိုးရီကိုရဲ့အလားကတော့ထိမ့်သိမ်းထားလို့လှပနေရဖြစ်ပြီးသူကတော့နေချင်းတလို့နေရကြောင်းမလှတော့ကြောင်းစောင်းပြီးတော့ပြောလိုက်ပါတယ်ဒီအသက်အရွယ်မှာလှဖို့မကြိုးစားရင်ဘာမှမလှတော့ဘူးဆိုပြီးတော့မိုးရီကိုမတိတတိပြောသွားခဲ့ရပါမိုးရီကိုကတော့မျက်နှာအနေငယ်ပြတ်သွားပေမဲ့စိတ်ထားရင်းချက်သူဖြစ်တာကြောင့်ဟန်မပြတ်ထိမ့်သိမ်းလိုက်နိုင်ပါတယ်မိုးရီကိုကအကင်းပါတဲ့သူဖြစ်တာကြောင့်သူ့ကိုစောင်းပြောနေရသိပေမဲ့အပြုံးမပြတ်ခဲ့ပါဘူးဝင်းမင်းတန်းကအရင်ကနဲ့မတူတော့စကားပြောတဲ့ပုံစံကလည်းပြောင်းသွားခဲ့တယ်လို့မိတ်ကပ်အပြင်စင်ကလည်းအည်သွေးကျလာပါတယ်မိုးရီကိုကအသက်ကြီးနေပြီဖြစ်လို့ပြင်လုံးလှနေရဖြစ်ပြီးမပြင်ရင်မလှဘူးလို့မစင်မကျင်ပြောလိုက်တာကတော့ဝင်းမင်းတန်းရဲ့အငုံစိတ်ကိုပေါ်လွင်သွားစေပါတယ်မိုးရီကိုကအရင်ကတည်းကလှပတဲ့သူတယောက်ဖြစ်ပြီးတော့မျက်နှာကိုခွဲစိတ်မထားတာကြောင့်အလှကမလျော့သေးပါဘူးအကြီးခံလာတဲ့အလားပိုင်ရှင်ဖြစ်ပြီးတော့ကြည်လေးလှလေးဖြစ်တဲ့ပြင်အားကစားလုပ်ပြီးတော့ခန္ဓာကိုယ်ကိုထိမ့်သိမ်းထားပါတယ်။ဒါပေမဲ့ဝင်းမင်းတန်းကတော့ဒီအသက်အရွယ်မှာလှဖို့ကြိုးစားနေလေဘာမှမထူးဘူးဆိုတဲ့ပုံစံနဲ့စောင်းမြောင်းပြီးတော့ပြောဆိုသွားခဲ့ပါတယ်။တာမန်ရွက်ကျန်းရေကြိုရုပ်ရည်ပဲရှိတဲ့ဝင်းမင်းတန်းကမိုးရီကိုရဲ့ရုပ်ရည်ကိုမှအာမနာတန်ပြောနေလို့သူ့ကိုစွန့်ကြည့်ဝိုင်းလောင်းနေကြပါတယ်။မထီတတိရွယ်ပြောခဲ့ရကြောင်းဝင်းမင်းတန်းရဲ့အကျွင်းစိတ်ကအင်တာဗျူးမှာတင်ပေါ်လွင်သွားပါတော့တယ်။မိုးရီကိုကပင်ကိုလှပြီးသားဖြစ်တဲ့အချက်ကိုဝင်းမင်းတန်းကတော့လက်မခံနိုင်ဖြစ်နေရပါသူတို့နှစ်ယောက်အင်တာဗျူးဖြေနေပေမဲ့မိုးရီကိုရဲ့ရုပ်ရည်ကတော့ထင်းပြီးတော့ထွက်နေပြီးမင်းသမီးတယောက်ရဲ့အရှိန်အဝါကပေါ်လွင်နေပါတယ်။ဒါကြောင့်ဝင်းမင်းတန်းကအမျိုးသမီးတွေကိုစိတ်ခွန်အားဖြည့်ပေးတဲ့ဗီဒီယိုတွေတင်ဆက်နေရကတကယ်အမှန်တကယ်ရောဟုတ်ရဲ့လားဆိုပြီးတန်ရဝင်လာကြပါတယ်။တောကြိုက်တွေပြောပြီးတော့နာမည်ကြီးလာတဲ့ဝင်းမင်းတန်းကမိုးရီကိုအသက်ကြီးလာပြီဖြစ်လို့အလားပထိမ့်သိမ့်နေလေအပိုပဲလို့ပြောပေမဲ့မိုးရီကိုရဲ့အလားကတော့မြန်မာနိုင်ငံရဲ့အလားဆုံးမင်းသမီးစီရင်ထဲမှာပါဝင်နေပါသေးတယ်။ဘာမှမကြိုးစားရင်မိုးရီကိုလည်းမလှဘူးဆိုပြီးတော့အာမနာရှာမကြိုးပြီးမှထားပြီးစောင်းပြောနေတဲ့ဝင်းမင်းတန်းပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းပြောပြခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။